Hello အားလုံးပဲမင်္ဂလာပါရှင်ဒီချက်ကိုဒီမှာမေးထားတာလေးပေါ့နော်ရှေ့ချမ်းနဲ့နောက်ချမ်းဒီပခုံးပြောက်တစောင်းပုံလေးဒီပုံစံလေးဒီချက်ဒီမှာပုံလေးပြထားလိုက်မယ်အဲ့ဒီပုံစံလေးဒီချက်ဆွဲပြပါမယ်ဒါလေးကဒီချက်တို့ပခုံးပြောက်လေးဖြစ်တယ်တစ်ချမ်းကပခုံးပြောက်တစ်ချမ်းကပခုံးပါအဲ့ဒါကိုမှသူကရှေ့နဲ့နောက်နဲ့မတူပေါ့နော်ရှေ့ချမ်းကကျတော့တစ်ဖက်ကိုစောင်းတယ်နောက်ချမ်းကတစ်ဖက်ကိုစောင်းတယ်အဲ့လိုပုံစံလေးပတ်တန်လေးမေးထားချက်ဒါလေးဆွဲပြပါမယ်အဲ့တော့ဒီပတ်တန်ကိုဆွဲလို့ရှိရင်ကချက်ကရှေ့ချမ်းပတ်တန်ကိုလည်းအပြည့်တရွက်ဆွဲရမယ်နောက်ချမ်းပတ်တန်ကိုလည်းအပြည့်တရွက်ဆွဲရမယ်သူကကျတို့ဒီပုံမှန်တစ်ချမ်းပဲဆွဲလို့မရအောင်အပြည့်ဆွဲရမယ်ပေါ့နော်ဒါလေးကိုဆွဲနေကြပတ်တန်တိုင်းဆွဲထားပေးပါဒီချက်စာအုပ်ဝယ်ထားတဲ့သူတွေဒီချက်တင်တန်းသူတွေကဒီချက်နီးနဲ့ဆွဲပေါ့နော်တခြားသူတွေကလည်းတခြားကိုယ့်ရဲ့ visit frame နီးနဲ့ဆွဲတခုရှိတာကဒီမှာလိုအပ်တဲ့ visit frame မှာလိုအပ်တဲ့တောက်တွေထိုးရမယ့်တောက်တွေပြင်ရမယ့်အရာတွေကကိုယ့်ရဲ့နီးတိုင်းကိုလှုပ်ထားဒီချက်ကဒီပုံနဲ့ပတ်သက်ပြီးတော့ပဲဒီအပေါ်ကပတ်တန်ကိုပြင်ပေးတော့မှာဖြစ်တယ်အဲ့တော့ဒါလေးလိုက်ကြည့်ပါရှင်ဟုတ်ပြီဒီချက်တို့ဒီဟာလေးတွက်သွားမယ်ချက်ရှိမှပြောခဲ့သလိုပဲသူ့ကိုရှေ့ချမ်းပတ်တန်လည်းအပြည့်ဆွဲရမယ်နောက်ချမ်းပတ်တန်လည်းအပြည့်ဆွဲရမယ်ပေါ့နော်အဲ့တော့ချက်ဒီမှာပတ်တန်အသေးလေးနှစ်ခုဆွဲထားတယ်အဲ့တော့သူ့ကိုတစ်ချက်ဒီမှာကြည့်ပေးသူကလေဒီချက်တို့ဒီမှာပခုံးပြောက်လက်နဲ့တွားတယ်ဒီလားပခုံးပြောက်လက်ဖောင်းနဲ့တွားတယ်ဒီဘက်မှာကျတော့ပခုံးပါတယ်ဒါပေမဲ့ဒီဟာကိုတစ်ဖက်ကိုပခုံးပြောက်လက်ယူပြီးတစ်ဖက်ကိုရိုးရိုးလက်ဖောင်းတွားယူလို့မရဘူးဘာလို့လဲဆိုတော့ချက်တင်တန်းနေမှာဆိုရှင်းပြတယ်ရိုးရိုးလက်ဖောင်းမှာအတွန်းကတစ်မျိုးဒီပခုံးပြောက်လက်မှာအတွန်းကတစ်မျိုးမညီတာမျိုးဖြစ်သွားတတ်တယ်အဲကြောင့်မို့ကျွန်တော်ကဒီပခုံးပြောက်ကတစ်ဖက်ရိုးရိုးလက်ကတစ်ဖက်ဖြစ်လာတဲ့ခါကြလို့ရှိရင်ရိုးရိုးလက်ဖောင်းနဲ့ပဲတွားမယ်အဲ့တော့ဒီအင်ကြီးမှာတစ်ခုရှိရတယ်တို့ဖြစ်တယ်ဒီချက်တို့ sorry ဒီချက်တို့ဒီပခုံးပြောက်လက်ဖက်ကိုလည်းရိုးရိုးလက်အတိုင်းပဲတက်ရမယ်အဲ့လိုတက်ရမယ်ဆိုတော့ဒီချက်တို့ကဒီပခုံးပြောက်ဒီအရင်ကြီးပခုံးပေးကိုတော့ကက်လို့မရဘူးเนาะသူကဒီပခုံးချိတ်ယုံလေးပဲရှိရမယ်เนาะအဲ့ဒါမှသူကတို့လက်ကဟိုဘက်ဒီဘက်ညီမာလေပခုံးချိတ်ယုံလေးပဲရှိရမယ်သူကဒီကြိုးလေးတော့ထည့်ထားရပေါ့เนาะအဲ့ဒါဆိုတော့သူကတိတ်တော့အမြင်မရဘူးဒါပေမဲ့ကြဲကြဲလေပြင်းကြဲကြဲဝစ်ချင်တဲ့သူတော့ပေါ့အဲ့တော့သူ့ရဲ့ပုံစံဒီကျွန်တော်နောက်ချမ်းကိုအရေးကြီးမယ်ဒီလိုပုံနေဒီအရှိမလဲဒီမှာအရှိကိုတစ်ဖက်ကစောင်းကြရဲတစ်ဖက်မှာပခုံးမြောက်မျက်လုံးထဲမှာရှုပ်နေတယ်လို့ခံစားရတယ်ဒီကျွန်တော်ကတစ်ပိုင်းချင်းစီခွဲကြည့်မယ်နော်အဲ့တော့ကျွန်တော်နောက်ချမ်းအတွက်ပဲအရင်ကြည့်မယ်ဒီရှေ့ချမ်းကိုမျက်လုံးထဲမှာဖျောက်ထားအဲ့တော့နောက်ချမ်းဒီရိုးရိုးပဲသူကပခုံးမြောက်တစ်ချမ်းဆောင်သွားတယ်ဇစ်တက်ထားတယ်တစ်ဖက်မှာပခုံးပြောက်တစ်ဖက်မှာပခုံးနောက်ချမ်းကိုအရင်ဆွဲမယ်နော်အဲ့တော့ဒီမှာတစ်ခုရှိရဒီကျွန်တော်ကဘယ်ဘက်ကိုပခုံးပြောက်ထားခြင်းလားညာဘက်ကိုပခုံးပြောက်ထားခြင်းလားကြိုက်တာရွေးနော်ကြိုက်တာရွေးလို့ရတယ်အဲ့တော့ကျွန်တော်ကဒီချက်ရေးဘယ်ဘက်ကိုပခုံးပြောက်ထားမယ်ဆိုလဲထားကြိုက်တာထားအဲ့တော့ကျွန်တော်ကဒီမှာလက်ဖောင်းဖြစ်တဲ့အတွက်ပခုံး၄စိတ်ဖြုတ်ချအဲ့တော့နှစ်ဖက်သလုံးသာဖြုတ်ချထားလိုက်နော်ပြီးတော့မှကျွန်တော်ကလိုချင်တဲ့ဘက်ကိုပခုံးယူလက်ဖောင်းကဘယ်ဘက်ကယူမလဲပခုံးပြောက်ကဘယ်ဘက်ကယူမလဲကြိုက်တာယူလို့ရတယ်ဆိုပါတော့သူ့ပုံနဲ့အတိုင်းပဲကျွန်တော်ဒီဘက်ကိုပခုံးထည့်လိုက်မယ်ဆိုရင်ဒီလေပင်းပေါက်ကိုဘယ်လောက်ချထားမလဲဒီပခုံးပြောက်နေရဘယ်လောက်ကြံခြင်းလဲပေါ့ကျွန်တော်3လက်မထားခြင်း3လက်မ2လက်မခွဲထားခြင်း2လက်မခွဲဒီမှာထားလို့ရတယ်နော်ဒီလေပင်းပေါက်ထက်တော့1လက်မလောက်ချဲလိုက်ပေါ့နော်ဘေးကို1လက်မလောက်ချဲလို့ရတယ်နော်1လက်မသို့မဟုတ်2လက်မကြိုက်တဲ့လောက်ချဲကိုလိုချင်တဲ့အကျယ်အတိုင်းပဲယူနော်ပြီးတော့ तू ကဒီတစ်ချမ်းနောက်ချမ်းမှာဒီတစ်ပတ်ပါတယ်ဒီဘက်မှာကျတော့ကျွန်တော်ပခုံးမြောက်ယူထားတယ်အဲ့ဒါဒီကျွန်တော်ရှေ့ရင်ကျဲမြင်းကိုနောက်ရင်ကျဲမြင်းပေါ့နော်ဒီဘက်ကျနောက်ချမ်းဆိုတော့နောက်ရင်ကျဲမြင်းကို white လို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီလိုလေး white လာမယ်ပေကွေးလေးနဲ့ white နော်ကျွန်တော်ဆက်ဒါလေးနဲ့ white ပြလိုက်မယ်ကွာဒီလိုမျိုးလေးလာတယ်เนาะအဲ့ဒီနေရာမှာဒီနေရာကိုများများ white ရှင်လဲ white ပေါ့เนาะဒါကတော့ကိုသွားကျင်တဲ့သဘောအတိုင်းသွားလို့ရတယ်ရပြီလားအဲ့ဒီမှာဆိုရင်ကျွန်တော်ကဒီပခုံးပြောက်ဘေးကိုပုံမှန်ပခုံးပြောက်တွေဆိုတလက်မဝင်နေဒါပေမဲ့ तू ကအရင်ကြီးပခုံးဘေးကိုဆွဲကပ်လို့မရဘူးကျွန်တော်ပခုံးချိတ်ရုံပဲဝေးရမှာဖြစ်တဲ့အတွက်သူ့ကို၄စိတ်ပဲဝင်မယ်เนาะ၄စိတ်လေးဝင်ပြီးတော့ဝါလိုက်ဒါလေးစီဝါလိုက်မယ်ဟောအဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်ကဒီဘက်ကတော့ရိုးရိုးတောင်းနဲ့သွားမယ်ဒီဘက်ကတောက်ကြီးဒီကိုခွဲရမယ်အဲ့ဒါဆိုဟိုဘက်မှာလည်းတောက်ဒီဘက်မှာလည်းတောက်ကြည့်မကောင်းတော့ဘူးလေတောက်ကဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဒီနေရာလေးကလည်းတောက်ကထိုးမှဖြစ်မှာမထိုးလို့မရအောင်အဲ့တော့ကျွန်တော်ဒီတောက်လေးကိုလိုချင်လို့ရှိရင်ဒီနေရာလေးကနေလှမ်းပြီးတော့တောက်လေးထပ်ပေးပါဒီမှာ၄စိတ်တောက်တစ်တောက်ထပ်တယ်ချယ်တော့ကဒီမှာ၄စိတ်တောက်တစ်တောက်ထိုးတယ်ဒီနှစ်ချောင်းဆိုရင်ဒီနေရာလုံလောက်ပြီအဲ့တော့သူ့ကိုချယ်တော့ကအလဲတက်တက်ကနေပြီးတော့ဒီတောက်ထပ်ပြီးသွားလို့ရှိရင်ဒီလဲတက်တက်ကနေပါရှိလဲဒါဆိုရင်ဇစ်တက်ဖို့ဟုတ်တယ်မလားဇစ်တက်တဲ့အခါမှာချယ်တော့ကခါးစားမယ်မလားခါးစားမယ်ဆိုရင်ဒီဘက်ကို၄စိတ်ဒီဘက်ကို၄စိတ်ခါးစားလိုက်ဆရာတို့ရိုးရိုးပတ်တန်နေမှာဆိုရင်ဒီလိုတစ်ချမ်းနဲ့ဆွဲလိုက်တာလေဒါအပြည့်ဆိုတော့ဟိုဘက်၄စိတ်ဒီဘက်၄စိတ်ချာခါးစားလိုက်ပြီအဲ့တော့ဒါဒီ B1 ဒါဒီ B2ရပြီလားကျွန်တော်ဒီလိုမျိုးလေးခါးစားမယ်ဒါ B1 B2 ဒီတောက်လေးအထက်မယ်ဒီတောက်တွေကြာကျွန်တော်ခဏကိုမှပဲထိုးမယ်ဒီမှာ zip လေးတက်လိုက်မယ်သဘောပေါက်မယ်နော်ပြီးလို့ရှိရင်မှတ်ထားမှာတခုကဒီကနေဒီကျွန်တော်ဘယ်လောက်ချထားလဲဆိုတာမှတ်ထားပေး
ဘောပေါက်ပြီလားအဲ့ဆိုကျတော့ရှေ့ချမ်းပိုင်းလေးသွားမယ်နောက်ချမ်းကပြီးသွားပြီအဲ့တော့ရှေ့ချမ်းပိုင်းလေးသွားတဲ့အခါမှာသူကရှေ့ချမ်းမှာဆိုလို့ရှိရင်ဒီမှာကြည့်ရှေ့လေးကိုဒီလိုလေးစောင်းထားရလေဟုတ်လားဒီလိုလေးစောင်းထားရပုံစံလေးတွေ့လားโอเคအဲ့ဒါလေးသွားကြမယ်ရှေ့ချမ်းဆိုလို့ရှိရင်လည်းသူကဒီမှာပခုံးတစ်ခုတော့ရှိရယ်နော်ဒီနှစ်ဖက်ကတချို့တို့ဒီဘက်အချမ်းမှာဒီဘက်မှာပခုံးထားပြီဆိုလို့ရှိရင်လည်းဒီဘက်မှာပခုံးထားနော်နှစ်ဖက်တော့ညီပါစေနော်နှစ်ဖက်ညီမှတချို့တို့ကအဆင်ပြေမှာနော်ဒီဘက်မှာပခုံးကတစ်ဖက်ထားတယ်ဒီဘက်မှာတစ်ဖက်ထားတယ်ဆိုလို့ရှိရင်မညီတော့ဘူးဥပမာသူကပတ်သက်ချပြီးတော့ဟိုဟာဖြစ်တဲ့အချိန်မှာပိတ်စာပေါ်တင်ညှက်တဲ့အချိန်မှာအရင်အေးကြီးရယ်ဟိုဘက်ဒီဘက်မှားလို့မရကျတော့ဒီပတ်သက်ကိုအလှအတိုင်းယူမှာလားမလှအတိုင်းယူမှာလားပတ်သက်ချတဲ့အခါသတိထားပြီးနော်အဲ့တော့ဒီဟာဒီကျတော့ပိတ်စာပေါ်မှာဒါကိုအလှချမယ်ဆိုရင်ဒီကောင်ဒီဘက်မှာဆွဲထားရင်ပိတ်စာပေါ်မှာမလှချပြောင်းပြန်ချမှာသူတို့နှစ်ခုကကြောချင်းပြန်ကတ်မှာလေဟုတ်တယ်နော်ဟိုဘက်ဒီဘက်မှားမယ်နော်ပတ်တန်မှာမှားရင်ဘာမှပြဿနာမရှိသေးဘူးပိတ်စာပေါ်တင်ညှက်လို့မှားသွားရင်ပိတ်စာလည်းနောက်ထပ်ထပ်ညှက်စရာမရှိတော့ဘူးဆိုရင်ကျတော့တိုင်ပတ်သွားလိမ့်မယ်ဟုတ်တယ်နော်သူကနှစ်ဖက်လေဒီလိုမျိုးဒီဘက်ကအပိတ်ဖြစ်နေရမှာဟုတ်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျတော့သွားမယ်သူကရှေ့တန်းမှာလည်းကျတော့ပခုံးဖြုတ်ချလိုက်နှစ်ဖက်သလုံးသာဖြုတ်ချလိုက်နော်ဟုတ်ပြီဖြုတ်ချပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီပခုံးဒီနေရာနောက်ချမ်းမှာထားသလောက်ပေါ့နောက်ချမ်းဒီနေရာမှာထားသလောက်ဒီမှာလာပြီးတော့ထားလိုက်မယ်အဲ့ဒီနေရာတွေကျတော့ဒီဒေါက်တက်တက်နဲ့ဆောက်သွားမယ်နော်ဒီဒေါက်တက်တက်နဲ့ဆောက်ပါမယ်နော်ဒီလိုမျိုးဆောက်ပါမယ်ဆောက်ပါပြီးသွားလို့ရှိရင်သူ့ကဒီလိုတစ်ချမ်းနဲ့ယူမှာဖြစ်တဲ့အတွက်သူကတစ်ချမ်းထွက်သွားမယ်ပြီးတော့ဒီဘက်ကနေလာတဲ့အခါမှာကျတော့ရှေ့ရင်ကျဲမြင်းထီကနေလာမယ်ဆိုရင်ရှေ့ရင်ကျဲမြင်းကနေဖြတ်လိုက်ပေါ့ဒါမှမဟုတ်အောက်ကိုကျကျင်နေရဆိုလဲကျဒါကိုသဘောဒီအကျဉ်းကျဲကကြိုက်တယ်လို့လို့ပြီးတော့ဒီနေရာလေးကိုစောင်းစောင်းနေစင်မှာရှေ့ရင်ကျဲမြင်းလောက်ပဲထားပါရှေ့ရင်ကျဲမြင်းထားအောက်ကိုကျသွားရင်ကြီးကျသွားမလှတော့နော်လေဘင်းကတော့တော်တော်ဟိုက်မယ်နော်နည်းနည်းပြည့်ပြည့်ဖောင်ဖောင်သမားလေးနဲ့ပို့လိုက်တာပေါ့သူဒီပုံစံလေးကနားလောက်လေးဒီလိုစောင်းစောင်းလေးစင်မှာနော်စင်ပြီးွားပြီဆိုလို့ရှိရင်သူ့ရဲ့ပုံစံဒါပဲဒါကိုကောင်ကဒီမှာကကျတို့ပခုံးပြောက်ဘက်မှာနောက်ချမ်းမှာ၄စိတ်ဝင်ထားရင်ဒီမှာလည်း၄စိတ်လာဝင်ပေးဟုတ်ပြီလားပြီးသွားလို့ရှိရင်ကျတော့ဒီနေရာလေးမှာတောက်က၄စိတ်စာပေးနော်ပြီးသွားရင်ဒီတောက်ဒီမှာလည်း၄စိတ်စာပေးဆိုတော့တောက်ကဘယ်နှချောင်းဖြစ်သွားဒီမှာ၄စိတ်ဆိုတော့ဒီဒီဘက်ဒီတော်တော်ကတ်သွားပါပြီဟုတ်တယ်နော်အဲ့တော့ तू ကအပိုင်း၃ပိုင်းထွက်သွားမယ်ဒီချေတို့ကဆိုပါတော့ဒါဒီ F1 F2 F3 ၃ပိုင်းထွက်သွားမယ်အဲ့တော့ဒီအဖြောင်လေးမှာဒီချေတို့ကဟနေမှာဆိုလို့ဒေါက်လေးကို၃စိတ်လောက်ထပ်ပြီးဒီကတော့၄စိတ်အပြည့်မထက်နဲ့၄စိတ်ဆိုရင်ဒီဟာကြီးတိုသွားမှာဆိုလို့လေ၃စိတ်လောက်လေးပြန်ထပ်ပြီးသဘောပေါက်လားချုပ်တဲ့အခါမှာဒီလိုဆက်နော်ဒီကြိုးလေးတွေကတော့ဒီနေရာမှာကိုယ်စားရဲထည့်ချုပ်လိုက်လို့ရတယ်ဒါအုံဝက်နဲ့ချုပ်ချင်လဲချုပ်အုံဝက်မထည့်ချင်လဲမထည့်နဲ့ပေါ့နော်သဘောပေါက်မယ်နော်အဲ့တော့လက်ဖောင်းမှာဒီချေတို့ကတစ်ဖက်ကိုတော့မှတ်ထားပေးရမယ်ဒီအောက်ကိုဆင်းထားတာဘယ်လောက်လဲဒီအောက်ကိုဆင်းထားတာဘယ်လောက်လဲအဲ့ဒီနှစ်ခုကိုပေါင်းထားတဲ့အဖြေတော့ဒီမှာကြံပြီးတော့အကြံကိုလက်ဖောင်းတွန့်ထည့်ရမှာပေါ့နော်သဘောပေါက်မယ်နော်ဟုတ်ပြီနော်ဒါဆိုချေတို့ကဒီ pattern လေးကိုရသွားပြီဖြစ်တယ်အဲ့တော့မေးထားတဲ့ညီမလေးလည်းအဆင်ပြေမယ်ထင်တယ်လိုက်ချုပ်ကျင်တဲ့သူတွေလည်းချုပ်ပါရှင်အဲ့တော့ချေရဲ့ဒီချေသင်ပေးတဲ့ပညာဌာနတွေကအရန်ကိုနားလဲတယ်နားလဲလွယ်တယ်အဆင်ပြေတယ်အဲ့တော့ဒီချေရဲ့နီးနဲ့ pattern တွေကိုပြင်ကျင်တယ်အစာအဆုံးချေ visit frame လည်းရကျင်တယ်ဒီချေဘလို့နီးတွေနဲ့ချုပ်လဲဘလို့ကိုတိုင်းလဲဘလို့တွက်လဲအစာအဆုံးသိကျင်တယ်ဒီချေရှိမှာ online class တွေရှိလားဒီချေ pattern စာအုပ်တွေရောင်းလားလို့မေးတဲ့သူတွေလည်းချေကဒီဗီဒီယိုမှာတစ်ခါတည်းပြောပေးလိုက်ပါမယ်ဒီချေရှိမှာ online class တွေလည်းရှိပါတယ် online class ကတန်းခွဲစုစုပေါင်း8ခုထိရှိတာဖြစ်တဲ့အတွက်ချက်ဗီဒီယိုအပေါ်ဆုံးဗီဒီယိုမှာပြင်ထောက်ပေးထားတယ်ဝင်ကြည့်ပါရှင်ကြိုက်တဲ့အတန်ရွေးတက်လို့ရတယ်လို့အကုန်လုံးလဲတက်လို့ရပါတယ်နောက်တစ်ခုကချက်ရှိမှာဒီချက်ရေး online class တွေတော့မတက်ချင်ဘူးတနေရာထဲမှာ pattern တွေကိုစုံစုံလင်လင်ရကျင်တယ်ဒီချက်ရှိမှာအစုံလုံးပါရှိလဲဆိုလို့ရှိရင်မြန်မာဝိစုံနဲ့ပတ်သက်ပြီးတော့မြန်မာဝိစုံ pattern စာအုပ်လေးရပါတယ်ဒီစာအုပ်လေးမှာလို့ရပါတယ်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ဒီချက်တို့ကသင်ခန်းစာစုစုပေါင်း80ပါတယ်မြန်မာဝိစုံ pattern တွေကပြီးတော့ဒီချက်ရဲ့ basic frame တွေအကုန်ပါပါတယ် no bra pattern တွေရင်ငန် pattern ပခုံးမြောက် pattern အစုံမဲ့ shortlet patternအစုံပါပါတယ် basic frame ကနေစပြီးတော့ရင်ပုံးရင်စီ column design တွေအများကြီးပါပါတယ်ရှင်အဲ့တော့ကျွန်တော်ဒီထဲမှာအားသာချက်တစ်ခုရှိတာကစာအုပ်ကြီးပဲပေးတာမဟုတ်ဘဲနဲ့ကျွန်တော်ဒီထဲမှာပါတဲ့သင်ခန်းစာတစ်ခုချင်းစီကို video file တစ်ခုနဲ့ပြန်ရှင်းပြပေးထားတဲ့ video file တွေကိုလည်း Telegram channel မှာရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်ကလေးရကျင်နေဆိုရင်Viber မှာတွားပြီးဝယ်လို့ရပါတယ်ကျွန်တော်တစ်လောက်အုပ်ရင်200ဝန်းကျင်ရောင်းပေးပါတယ်ရှင်ကျွန်တော် Viber ဖုန်းနံပါတ်လေးအောက်မှာထားပေးထားပါမယ်တန်ဖိုးကတော့မြန်မာငွေကျပ် 38,500ကျပ်ပါရှင်မြန်မာဝတ်စုံလက်မနီးပါရှင်